အခုဆိုရင်ဒီ 3ပါညနာမနေ့ကထပ်တော့ပို့ရောက်နေနှကန်းဆိုရင်အပေါ်နှကန်းကြီးပဲဖြစ်နေချီနေပါနှကန်းကြတော့အောက်ရပါဒီတိုင်းမှာနော်နှကောင်းလေးကပိုက်တော့ဖြုတ်လိုက်ပြီပေါ့နော်နှကောင်းကတော့ပိုက်ထည့်ထားတဲ့အရှင်ရောက်ဒီတစ်ဖက်ကတော့နည်းနည်းလေးကျဲနေရဲ့အဲ့ဒါကြောင့်ပါပြီးတော့မကျင်းသွားပြီတော့ပါတယ်ဒီလေးလေဒီနှကောင်းကိုမီးပြတာလေးချင်းပေါ့ပြထားပါတယ်ဒီအစွတ်လေးကတော့တစ်ပတ်လေးမှဟောပဲပေါ့နော်ဟုတ်ပါပဲအသက်ရှူချောက်တော့တယ်ဒါပေမဲ့ပိုက်ဖြုတ်လိုက်တဲ့အချိန်မှာတို့ရတအားထွက်တယ်ပေါ့လမ်းတော့လာသွားတယ်ဒါပေမဲ့အခုကတော့ထွက်နေပေမဲ့နေသွားပြီရပါအင်ပြန်လဲမှာမိုးလေးတွေရွာတယ်ပေါ့ရှင်ဒါတော့ကျွန်မအိမ်ရောက်မှပေါ့နော်တွေ့တာ3ရက်မြောက်နေ့မှတွေ့တယ်ကျွန်မဘယ်လောက်လဲဆိုတာခွဲခန်းထဲမှာမေးစေးပေးတဲ့အချိန်တုန်းကဖြစ်ခဲ့တာနေမှာပေါ့နော်အပေါ်ကတော့ညူပင်နေအောက်ကတော့ဘာမှဖြစ်ဘူးစိုးရိမ်စရာလည်းမရှိဘူးနားလည်းမနာဘူးပေါ့နော်အဲ့ဒါကြောက်ပါဆိုလို့ကျွန်မကအခုကျွန်မကြုံတွေ့ခဲ့ရတာလေးကိုပြောပြတာပါနှာခေါင်းသွေးလေးတွေကတော့ဒီလိုလေးနှာခေါင်းကတော့အဲ့လိုသွေးလေးတွေထွက်လာရင်တုပ်ပေးရတယ်ပေါ့နော်နဲ့တုပ်ပေးပါဒါနည်းနည်းလေးပဲကြားတယ်မနာကဆိုတောက်ပါကြားတယ်တောက်လိုက်ပါကျွန်မမှာတနေ့ view လေးထိုင်ကြည့်နေရတယ်ကြရက်ထားမှုလေးကဘယ်လောက်ရှိပါလဲအုံးသီးစားခြင်းလို့စာရုပ်ချောင်းဖို့ပါဆိုဝယ်တယ်အုံးသီးကချင်းနေရပေါ့နော်အမအရသာခံနေကိုပါဇက်ကပဲ green ပြက်နေရလားနှာခေါင်းကလည်းအနံ့မရတော့ဘာဖြစ်မှမသိနောက်ဆုံးကြတော့မှချစ်နေမှသိပါတယ်စက်တလို့ဖြစ်အများနဲ့ကြရက်လေးထားလိုက်ရမှာပြီးလို့ရှိရင် fiber တွေစင်းနေလူခန္ဓာကိုယ်အတွက်လိုတာလေးတွေတောက်ပြီးတော့အိပ်ပါပြီရှင် day 3ပါ day 4စက်ကြည့်ပေးပါ